လောလောဆယ်မှာကျွန်တော်တို့၄ရက်5ရက်ပတ်ဝန်းကျင်လောက်ဆိုလို့ရှိရင်တော့ဒီပင်လအော်တောင်ပိုင်းပေါ့နော်တောင်ပိုင်းမှာကျွန်တော်တို့လေပီအားနဲ့ရပ်ဝန်းလေးတော့စပြီးတော့ဖြစ်ဖို့ရှိပါတယ်ဖြစ်ဖို့ရှိတယ်သူဘယ်လောက်အထိအားကောင်းလာမလဲဆိုတာတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်နောက်ပြီးတော့ဖေဘက်ကိုရွေ့မလဲအရွေ့အစားဘယ်လောက်အထိကြီးမလဲအားဘယ်လောက်ကောင်းမလဲပေါ့နော်ဒီ၃ချက်ကကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့လက်ရှိအခြေအနေမှာတော့သူကမြောက်ဘက်ကိုတော့ရွေ့နိုင်တယ်ဆိုတော့မော်ဒယ်အကုန်လုံးကတော့ကျွန်တော်တို့တပြေးညီတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့၄ရက်နေ့လောက်ကိုဒီလေပြင်းနဲ့တကယ်ဖြစ်လာပြီဆိုတဲ့အချိန်ကျတော့မှဒါကိုသိရပါမယ်ခင်ဗျရခိုင်ဘက်ကိုဝင်နေဆိုပြီးတော့ပုံနေနဲ့တက်တဲ့ဥစ္စာတော့သတင်းအမှားပါ2023ခုနှစ်ကဒီကျွန်တော်တို့မိုးခါမုန်တိုင်းရဲ့ပုံကိုတင်ပြီးတော့ဒါတွေလုပ်နေကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးသတင်းအမှားတွေကဘယ်သူတွေကဘာကြောင့်လွှင့်နေလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျဘာကြောင့်ဘာရည်ရွယ်ချက်နဲ့ပေါ့နော်ဘာရည်ရွယ်ချက်နဲ့လုပ်နေကြသလဲဆိုတာကိုဘယ်လိုပြောရမှန်းတော့မသိတော့ပါဘူး